ဆိုရင်တော့ဗောနော်လောကနိုင်တာဖရာကိုသွန်းတော်သွားကပ်ဖို့လမ်းရှုံပြန်ပြပါတယ်ခရီးသွားတယ်ဖရာဘူးရများလို့ကားအထဲထဲဝင်လို့မရပါဘူးအဲဒါကြောင့်လမ်းရှောင်နေရပါတယ်ဖရာကတော့မတွေ့သေးပါဘူးရောက်တော့မှလည်းမတွေ့သေးဘူးဘယ်လိုလဲဖရာကိုမတွေ့မချင်းချောက်လို့ပြောလိုက်ပါတယ်အော်တွေ့ပါပြီဖရာကိုတွေ့ပြီအေယော်ရီမြေကြီးကိုလည်းထားပြီးတွေ့ပါပြီဒီမလေးရမလေးဒီကနေစင်းအေယာမလေးကနေစင်းလိုက်တော့ရောက်နေပြန်ပြီဒီကတော့အများကြီးပါပဲဒီကတော့တော်တော်များပါတယ်အဲ့ဒါကိုအချိန်ကိုတနားရွေးပေးလိုက်ပါတယ်အချိန်တနားရွေးပြန်ရောက်တယ်ပါ10နာရီထွက်လာပါတယ်9နာရီထွက်လာပါတယ်10နာရီရောက်ပြန်ရပါမယ်ကားစီကိုမရောက်ရင်ထားခဲ့ပါမယ်လို့ပြောပါတယ်အဲ့ဒါရောက်ပါတယ်ပတ်စံလည်းပေးထားပြီးသားပါနော်ဆောင်းမပြောနဲ့ငါပဲသိလိုက်ဒီခံလို့ဘယ်လာမလဲဟိုဦးတော့ရောင်းလဲလဲလေးနဲ့ဘယ်တော့မှမသိနေဘူးစရုရီတာကျွေးနေရပါဘာတွေဝင်နေရလဲမသိပါဘူးဒီဝဲတဲ့နေရာပြီးမှသွားမယ်လားဆုံးတော့ရင်သွားလိုက်ရဆုံးတော့ရင်သွားခဲ့ပါမယ်ပြီးချင်လက်ဆောင်ပစ္စည်းတွေလည်းကြည့်ရပါဦးမယ်ဒီမှာကြည့်အဲ့ဒါကြီးသားတို့ထိုက်မရပါလေဒီကခန်းလိုက်ဆုတ်ကြပါဦး